BGT စာမေးပွဲမှာတိုင်းတာတဲ့စွမ်းရည်ကိုပြောပါဆိုလို့ရှိရင်အဓိကနှစ်ခုရှိပါတယ်အဲ့ဒါကတော့ kick နဲ့ yom မှာ listening နဲ့ reading ဖြစ်ပါတယ်ဒါပေမဲ့ဒီစာမေးပွဲမှာဒါအားလုံးဖြေဖို့ကြမယ်တဲ့ GLPT တို့ NET test တို့နဲ့မတူတဲ့အပိုင်းတစ်ပိုင်းပါပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ listening နဲ့ reading ကိုပေါင်းထားတဲ့အပိုင်းတစ်ပိုင်းထပ်တိုးပြီးတော့ပါဝင်ပါတယ်အဲ့ဒီအပိုင်းကိုချောတုတ်ကိုက်လို့ခေါ်ပါတယ်အဲ့တော့အခြေခံအားဖြင့်အပိုင်း၃ပိုင်းစစ်ဆေးပါတယ်ချောကိုက်ချောတုတ်ကိုက်တုတ်ကိုက်ဆိုပြီးတော့၃ပိုင်းပါဝင်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့အပိုင်း၃ပိုင်းမှာဘာ scales တွေကိုစစ်ဆေးလဲဆိုတာလေးကတော့ဒီအနီရောင်လေးနဲ့ပြထားတဲ့ box လေးထဲမှာသူရေးပေးထားတယ်ပေါ့နော်အဲ့ဒါလေးတွေကိုတစ်ချက်ဖတ်ကြည့်သွားပါမယ်အဲ့တော့場面状況を認識する力အခြေအနေ situation တစ်ခုပေါ့နော်အဲ့ဒါကိုဒါသိနားလည်နိုင်တဲ့စွမ်းရည်ရှိမရှိဆိုတာကိုစစ်ဆေးအပိုင်းပါဝင်ပါမယ်အဲ့တော့အခုကြားနေရတဲ့စကားပြောကဒါကဘလို့အခြေအနေမျိုးမှာပြောနေတဲ့ခိုင်းပါလဲဆိုတာမျိုးကိုစစ်ဆေးအပိုင်းမျိုးပါအဲ့ဒီဟာပါဝင်ပါတယ်ပြီးတော့情報の意味意図を読み取る力重要ပေါ့နော်ဒီ information တွေရဲ့အဓိပ္ပာယ်ဒီ information ကိုကောင်းမွန်စွာနားလည်သဘောပေါက်နိုင်လားဒါမှမဟုတ်ဒီ information ကိုပေးရတဲ့တစ်ဖက်ရဲ့ရည်ရွယ်ချက်အကြံအစီကိုကိုကနားလေသဘောပေါက်နိုင်လားဆိုရယ်စွမ်းရည်ပေါ့နော်အဲ့ဒီဟာရှိမရှိစစ်ဆေးအပိုင်းပါဝင်ပါတယ်နောက်တစ်ခါကျတော့課題に合った対応力ပေါ့နော်ဒီ text တစ်ခုတာဝန်တစ်ခုနဲ့ကိုက်ညီမှုရှိရဲ့တုတ်ပြန်ဆောင်ရွက်နိုင်တဲ့စွမ်းရည်ပေါ့နော်။တနည်းအားဖြင့်ပြောရရင်表現行動နှစ်ခုစလုံးပါဝင်ပါမယ်။表現လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒါဖော်ပြချက်ဆိုရင်ရေးသားဖော်ပြချက်တွေလည်းရှိတယ်လို့နှုတ်ဖြစ်ဆက်သွယ်ဖော်ပြချက်တွေလည်းရှိမယ်။ပြီးရင်ကိုယ့်ရဲ့action တစ်ခုပေါ့နော်လှုပ်ဆောင်မှုတစ်ခုပေါ့နော်။ text တစ်ခုရလာရင်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသိနာလေဆိုရယ်စွမ်းရည်ရှိမရှိစစ်ဆေးအပိုင်းလေးပါဝင်ပါတယ်။ပြီးတော့ビジネス文書に関わる処理能力နော်ဒါစီးပွားရေးလုပ်ငန်းခွင်မှာမှာတွေ့ရတဲ့စာပိုက်တွေပေါ့နော်အဲ့ဒီစာပိုက်တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါတွေကိုကိုကနားလေသဘောပေါက်ပြီးတော့တုတ်ပြန်ဆောင်ရွက်နိုင်တဲ့ဖြည့်ရှင်းနိုင်တဲ့စွမ်းရည်ရှိမရှိစစ်ဆေးပါတယ်နောက်တစ်ခါကျတော့言語の基礎力ဘာသာစကားတစ်ခုရဲ့အခြေခံစွမ်းရည်ပေါ့နော်အခြေခံစွမ်းရည်လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒါအားလုံးသိထားပြီးသားဖြစ်မှာပါ語彙文法ပေါ့နော်ဂေါ်ဟာရတွေ grammar တွေရှိမယ်နောက် BGT business Japanese ဖြစ်တဲ့အတွက်ကြောင့်မလို့ K ကိုမနော်လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကားစွမ်းရည်စစ်တယ်ဆိုလို့ရှိရင်ဒါယဉ်ကျေးတဲ့အတုံးနှုတ်တစ်ဖက်ကိုမြင့်ပြောတယ်ကိုနှိမ့်ချပြောတယ်အဲ့ဒီအတုံးနှုတ်ကိုစစ်ဆေးပါတယ်နော်နောက်တစ်ခါကျတော့未知の語句に対する処理能力နော်ကိုမသိနားမလည်တဲ့ဒီ phrase တွေပေါ့နော်စကားစုတွေပါလာတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဆောင်ရွက်မလဲဆိုရယ်စွမ်းရည်ပေါ့နော်အဲ့ဒါတွေကိုစစ်ဆေးပါမယ်နောက်ကကျတော့日本的小習慣への異文化調整能力ပေါ့နော်အဲ့တော့ဒါကတော့ Japan style ပေါ့နော်လုပ်ငန်းခွင်ရဲ့ဓလေ့ထုံးစံတွေမှာဒါကိုရီနိုင်ငံရဲ့ဒါယဉ်ကျေးမှုမတူညီမှုတွေပေါ့နော်အဲ့ဒါတွေကိုဘယ်လိုမျိုးကိုကညှိနှိုင်းပြီးတော့ဆောင်ရွက်နိုင်မလဲဆိုရယ်စွမ်းရည်မျိုးရှိမရှိဆိုတာမျိုးကိုလည်းစစ်ဆေးပါတယ်အဲ့ပြီးတော့ပြီဆိုလို့ရှိရင်ဒီအပြာရောင်လေးပေါ့နော်ညာဘက်ဆက်ဆုံးမှာပေးထားတဲ့ box ကလေးထဲမှာဆိုလို့ရှိရင်ဗာပေးထားတာလေးဆိုရင် Zende Chishki လို့ခေါ်တဲ့ဒီ BGT ကိုမလေ့လာခင်ပေါ့နော် BGT စာမေးပွဲကိုမဖြေဆိုခင်မှာကြိုတင်ပြီးတော့ရှိထားရမယ်ဗဟုသုတဒီပေါ့နော်ပညာရက်တွေအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေးထားပါတယ်အဲ့တော့ဒါအခြေခံအကျဆုံးနေသွားမယ်ဆိုရင်တော့ on say ပေါ့နော်ဂျပန်စကားရဲ့အတန်ထွက်ကိုတည်ထားပြီးသားဖြစ်ရမယ်အဲ့တော့ BJT စာမေးပွဲကိုဝင်ရောက်ဖြေဆိုဖို့စဉ်းစားကြပြီဆိုရင်ဒါ N2 level နဲ့အထက်တွေများကြရယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါဒီဂျပန်ဘာသာစကားရဲ့အတန်ထွက်တွေကတော့ဒါပြဿနာမရှိဘူးပေါ့နော်အားလုံးနားလည်ထားပြီးသားဖြစ်တဲ့အခြေအနေတွေပါနောက်တစ်ခု hyoki တနည်းပြောရင်မိုးကြီးပေါ့နော်ဂျပန်ရဲ့အခေဟာတွေပေါ့နော်ရေးသားဖော်ပြနည်းဂျပန်မှာဆိုရင် hyoki က3မျိုးရှိပါတယ်မာဟီရာကနာကာတာကနာခန်းကြီးဆိုပြီးတော့အဲ့ဟာတွေကိုလည်းဖတ်နိုင်ရမယ်ရေးတက်ဖတ်တတ်ရမယ်ပေါ့နော်ဆိုတော့အခေဟာတွေကိုလည်းကောင်းကောင်းဖတ်တတ်နေရမယ်အခြေအနေရှိရမယ်နောက် bonpo grammar အဲ့တော့ grammar ဆိုတဲ့အပိုင်းမှာဘလောက်အတိုင်းတာအထိ level အထိ grammar သိထားဖို့လိုအပ်လဲဆိုလို့ရှိရင်တော့N1 level အထိလိုအပ်တယ်လို့ပဲပြောပြရစီ N1 မှာပါတဲ့ grammar တွေကိုလုပ်ငန်းခွင်ထဲမှာတော်တော်များများပြန်ပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ GOI ပေါ့နော်ဝေါ်ဟာရတွေဝေါ်ဟာရတွေဆိုတဲ့နေရာမှာအားလုံးကဒါ N2 ပြီးထားတဲ့သူတွေပဲဖြစ်ဖြစ် N1 ပြီးထားတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော် okay N1 ထိပြီးထားတဲ့နောက်မှာလေ့လာထားတဲ့ထဲမှာမပါသေးတဲ့လုပ်ငန်းခွင်မှာပဲတွေ့ရတာများတဲ့
ဂျပန်ဘာသာစကားရဲ့ဝေါ်ဟာရတွေကိုထပ်ပြီးတော့လေ့လာဖို့လိုအပ်ပါတယ်အဲ့တော့ N1T ပြီးထားရင်နော်ဒီ BGT မှာပါတမျှစကားလုံးတိုင်းအောင်သိနေလောက်ပြီလားဆိုရင်နော်မသိသေးပါဘူးဒါပေမဲ့逆にပေါ့နော်ကိုက N2 ပဲရှိသေးတယ်ဒါပေမဲ့社会人ဂျပန်နိုင်ငံရဲ့ကုမ္ပဏီတစ်ခုမှာဒါဟိုချင်းတစ်ခုမှာအလုံးလုံးနေတဲ့ရှာကိုင်းချင်းတယောက်ဖြစ်နေပြီလောက်တက်လဲရှိနေပြီဆိုလို့ရှိရင်အထူးသဖြင့်ဒါဂျီမှုပိုင်းနေပေါ့နော်။ရုံတွင်းပိုင်းနေမှာလောက်ကြတဲ့office staff တွေပါတယ်ဆိုလို့ရှိရင်တော့မေးအပေးယူတွေလုပ်နေကြလုပ်ငန်းခွင်ထဲမှာဒါမှမဟုတ်လို့ရှိရင်ဖုန်းတွေပိုင်းလက်ခံဖြည့်ဆို့နေကြတော့စသဖြင့်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီစကလုံးတွေကိုဒါ GLPT လေ့လာတဲ့နေရာနေမဟုတ်ဘဲနဲ့လုပ်ငန်းခွင်တွေကနေပြီးတော့နားလေတက်ကြွပြီးသားဖြစ်နေမဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့vocabulary တွေကတိတ်ပြီးတော့မစိမ့်တော့ပဲနဲ့ပို့ပြီးတော့နားလေရလွယ်ကူသွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမဟုတ်သေးဘူးဒါအခုမှကလုပ်ငန်းခွင်နဲ့မဝင်ရသေးတဲ့အကြောင်းသားတွေပဲရှိသေးတယ်ဒါပေမဲ့ကိုလုံးနေအလုပ်ကလည်းဒီလိုမျိုး office ပိုင်းတွေလည်းမဟုတ်သေးဘူးဆိုလို့ရှိရင်တော့ဒီစကလုံးတွေကတော့တီးတန့်ထပ်ပြီးတော့အတိလေ့လာရမယ်ဝေါ်ဟာရတွေလည်းအများကြီးပါဝင်ပါမယ်နောက်တစ်ခါကျတော့ဒန်ဝရီကီဆိုပြီးတော့ပေါ့နော်အဲ့တော့ဒန်ဝဆိုတာကျတော့ conversation စကားပြောပါအဲ့တော့စကားပြောပုံစံတွေပေါ့အဲ့တော့စကားပြောဆိုတဲ့တစ်ဖက်ပြောဆိုတဲ့အခါမှာဒါကိုရုံးတွင်းတူချင်းပြောတာရှိရယ်client နဲ့ပြောတာရှိရယ် partner company နဲ့ပြောတာရှိရယ်စသဖြင့်ပေါ့နော်ဆိုတော့အမျိုးမျိုးပုံစံတွေရှိပါတယ်အဲ့တော့တစ်ဖက်လူပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးအသုံးနှုန်းတွေသုံးပါလဲဆိုတာတွေကကွဲပြားခြားနားသွားပါတယ်နောက်တစ်ခါကျတော့ Danwa style ပေါ့နော်စကားပြောပုံစံ style နေပေါ့နော်formal ပြောရတာတွေရှိမယ်နော်ကိုက speech ပြောနေတာ presentation ပြောနေတာဆိုရင်ဒါကိုယ့်ရဲ့တစ်ဖက်ထဲကပဲတောက်လျှောက်လူအများကြီးကိုပြောနေရနဲ့ဒါမှမဟုတ်လို့ရှိရင်အပြန်အလှန်ပြောနေရနဲ့စသဖြင့်အမျိုးမျိုးကြီးရှိရပေါ့နော်ဆိုတော့အဲ့ဒါတွေပဲလေ့လာရမယ်နောက်ကကျတော့社会的知識ပေါ့နော်ဒီ social knowledge ပေါ့နော်ဒီလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့အခြေခံဗဟုသုတတွေmanners တွေတို့စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုလည်းသိထားဖို့လိုအပ်ပါတယ်နောက်ကျတော့文化的知識cultural knowledge ပေါ့နော်ယဉ်ကျေးမှုပိုင်းဆိုင်ရာအသိပညာတွေရှိဖို့လည်းလိုအပ်တယ်အဲ့တော့ဂျပန်နိုင်ငံရဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုတွေနဲ့ပတ်သက်ပြီးတော့လည်းအခြေခံဗဟုသုတတွေရှိထားဖို့လိုအပ်ပါတယ်။နောက်心理的知識 psychological understanding လို့ဒီမှာပေးထားရပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရာနားလည်သဘောပေါက်မှုဒါတစ်ဖက်သူအတွက်ကိုတွေးပြီးတော့ဒါလုပ်ငန်းခွင်မှာဘယ်လိုပြောဆိုဆက်သွယ်ရမလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်နောက် business 知識လုပ်ငန်းခွင်စီးပွားရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေလဲတည်နာလေဖို့လိုအပ်ပါတယ်ဟိုမှာအကျိုးအမြတ်တွေတွက်တာမျိုးအရင်တို့အမြတ်တို့အရှုံးတို့စသဖြင့်ပေါ့နော်အဲ့လိုအတွက်ချက်ပိုင်းလေးလည်းနည်းနည်းပါဝင်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးတွေပတ်သက်ပြီးတော့ဒီ BGT အတန်းမှာလေ့ကျင့်သွားကြမှာဖြစ်ပါတယ်